Hello ယုံကြည်သူမမိတ်ဆွေရောက်စေတိုင်းအားလုံးပဲသခင်ယေရှုနာမနဲ့မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့မှာကျွန်တော်အနေနဲ့ဓမ္မမိတ်ဆွေရောက်စေတိုင်းကိုထာဝရဘုရားရဲ့နှုတ်ကပတ်တော်နဲ့အသစ်တပံပြန်လည်ဝင်ငါတသက်ခံမှာဖြစ်ပါတယ်ဓမ္မမိတ်ဆွေရောက်စေတိုင်းကထာဝရဘုရားရဲ့နှုတ်ကပတ်တော်ကိုစာငတ်တဲ့နှလုံးသွင်းနေဆိုရင်ထာဝရဘုရားပေးတဲ့ကောင်းကြီးမင်္ဂလာကသင်နဲ့သင်ရဲ့မိသားစုအပေါ်မှာစီးစင်းမှာဖြစ်တဲ့ဆိုတော့ကိုယေရှုနာမနဲ့ကောင်းကြီးပေးတဲ့ယေရှုနာမနဲ့ချီးစွာပြောလိုပါတယ်အာမင်ဟာလေလုယာ praise the lordဒီနေ့မှာကျွန်တော်ဓမ္မမိတ်ဆွေရောက်စီတဲ့ကိုခွန်အားပေးဝေငါတသက်ခံခြင်းတဲ့အရာကပါလဲဆိုတော့ယခုမှကပ္ပကြီးကစိတ်နဲ့သိုးကွဲပြားသွားပြီအဖြူနဲ့အမဲသေချာသွားပြီဆိုတာကိုကျွန်တော်ခွန်အားပေးခြင်းပါတယ်အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်တမန်ကျမ်းစာကိုအခြေပြုပြီးပြောရရင်ကပ္ပဦးကျမ်းအခန်းကြီး7နဲ့အပိုက်ငယ်3မှာအာဗြဟံကိုဘုရားကဂရိတော်ပေးတယ်ထာဝရဘုရားကအာဗြဟံကိုဘလို့ဂရိတော်ပေးလဲဆိုတော့သင်ကိုကောင်းကြီးပေးသောသူကိုငါကောင်းကြီးပေးမည်သင်ကိုကျင့်စေသောသူကိုငါကျင့်စေမည်သင်အားဖြင့်လည်းလူမျိုးအပေါင်းတို့သည်ကောင်းကြီးမင်္ဂလာကိုခံရကြလိမ့်မည်ဟုမိန့်တော်မူ၏ဒီမှာအချက်၃ချက်တွေ့ရတယ်ထာဝရဘုရားကအာဗြဟံကိုဂတိပေးတယ်ဘလို့ဂတိပေးလဲဆိုတော့သင်ကိုကောင်းကြီးပေးတဲ့သူကိုတဲ့ငါကောင်းကြီးပေးမယ်တဲ့သင်ကိုကျင့်စေတဲ့သူကိုငါကျင့်စေမယ်တဲ့သင်အားဖြင့်လည်းလူမျိုးအပေါင်းကတဲ့ကောင်းကြီးမင်္ဂလာကိုခံရကြမယ်ဒါကြောင့်မို့ဒီအရာလေးနဲ့ပတ်သက်လို့ဒီနေ့မှာကျွန်တော်ခွန်အားပေးခြင်းတဲ့အရာကပါလဲဆိုတော့အာဗြဟံနဲ့ပတ်သက်တာအာဗြဟံရဲ့အမျိုးနွယ်ကပါလဲဆိုတော့ဣသရေလဖြစ်တယ်ဣသရေလဆိုတာကယာကုပ်ကစီးစင်းလာတဲ့ယာကုပ်ရဲ့အမျိုးနွယ်ယာကုပ်ဆိုတာကဣဇက်အနွယ်ဣဇက်ဆိုတာကဂတိတော်ရဲ့ဒါဂတိတော်ရဲ့အကောင့်ထဲပဲဣဇက်ကဘာဖြစ်လဲဆိုတော့ဘုရားသခင်ကအာဗြဟံကိုဂတိတော်ဘယ်လိုပေးလဲဆိုတော့နော်သင်အားဖြင့်လူမျိုးတကာသင်အားဖြင့်လူမျိုးကြီးဖြစ်စေမယ်လို့ပြောထားတဲ့အတွက်သင်ကိုလူမျိုးကြီးဖြစ်စေမယ်လို့ပြောထားတဲ့အတွက်အဲ့ဒီလူမျိုးကြီးကဣဇက်ကနေပြီးစီးစင်းမှာဖြစ်တယ်ဒါကြောင့်မို့ဣဇက်ဆိုတာကဒါဘုရားသခင်ဂတိပေးတဲ့ဂတိတော်အရာဖြစ်တယ်ပေါ့နော်โอเคဒါနဲ့ပတ်သက်လို့အာဗြဟံကိုဘုရားဂတိပေးတယ်အဲ့ဒီဂတိကအကောင့်ထဲမှာပေါ်လဲဣဇက်ပေါ်မှာအကောင့်ထဲသွားပေါ်တယ်အဲ့ဒီဣဇက်ကနေပြီးတော့သူ့ရဲ့မျိုးဆက်ဒါအာဗြဟံကနေစီးစင်းလာတဲ့ဣဇက်ပြီးတာနဲ့ဒါယာကုပ်ပြီးတာနဲ့ဣသရေလဒါကြောင့်မို့ဣသရေလဆိုတာကဒါဘုရားရဲ့ဂတိတော်လူမျိုးဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီဘုရားရဲ့ဂတိတော်လူမျိုးကိုတဲ့ကောင်းကြီးပေးရင်ဘုရားသခင်ကကောင်းကြီးပေးမယ်တဲ့ထာဝရဘုရားကကောင်းကြီးပေးမယ်တဲ့အဲ့ဒီဘုရားဂတိတော်လူမျိုးကိုကျင့်စေရင်တော့ထာဝရဘုရားကအဲ့ဒီလူကိုကျင့်စေမယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီမှာကြည့်တဲ့အခါမှာဒီနေ့မှာနိုင်ငံတွေတော်တော်များများကအရင်တုန်းကဒီဘုရားလူမျိုးတော်ဘုရားရဲ့ဂတိတော်လူမျိုးတော်တွေကိုအမြဲတမ်းကူညီခဲ့တဲ့နိုင်ငံတွေကအမြဲတမ်းအဲ့ဒီနိုင်ငံတွေကချမ်းသာကြွယ်ဝတယ်ဆိုတာတွေ့ရတယ်ဒါပေမဲ့အဲ့ဒီဘုရားသခင်ရဲ့လူမျိုးတော်ဂတိတော်လူမျိုးတော်တွေကိုကျင့်စေတယ်စန့်ကျင်တယ်ပရိပကပြုတဲ့နိုင်ငံတွေကဘယ်တော့မှအဆင်မပြေဘူးဘယ်တော့မှလည်းသူတို့နိုင်ငံကကြည့်တဲ့အခါမှာအဆင်ပြေတော့ညာလည်းပဲသူတို့ရဲ့နိုင်ငံအထဲထဲမှာပရိပကကအမြဲတမ်းရှိတယ်နော်ဥပမာကျွန်တော်တို့ဒီဣသရေလကိုစန့်ကျင်တဲ့နိုင်ငံတွေနားလည်အောင်ပြောရရင်ဒီ Middle East မှာရှိနေတဲ့အီရန်တို့ပြီးလို့ချင်းဒီHezbollah တို့နော်ဟူသီတို့ယီမင်မှာရှိတဲ့ဟူသီတို့ပြီးရင်လီဘနုန်တို့ပြီးအခုဂါဇာလည်းကြည့်ဣသရေလဒီဘုရားသခင်ရဲ့ဂတိတော်လူမျိုးတွေကိုကျင့်စေတဲ့နိုင်ငံတော်တော်များများကဒီလိုတွေပဲဥပမာဆီးရီးယားဆိုလဲဒါဣသရေလကိုအခဲမကြည့်ဘူးသူတို့ကဒါကြောင့်မို့ဆီးရီးယားဆိုလဲဒီနေ့မှာကြည့်တကယ်ဆိုးရုပ်တဲ့နိုင်ငံဖြစ်သွားပြီပေါ့နော်ဒီနေ့မှနည်းနည်းလေးခေါင်းပြန်ဖော်လာတာဖြစ်တယ်โอเคတိုရင်းနဲ့လူရင်းပြောရရင်ကျွန်တော်တို့အခုမြက်ဝါးထင်မြင်ရလိုက်တာဘာလဲဆိုတော့ဒီထားလိုက်ပါတော့ကျွန်တော်အစောတော့ပြောတဲ့အီရန်တို့နော်လီဘနုန်တို့ဂါဇာတို့ပြီးရင်ယီမင်တို့အီရတ်တို့ထားလိုက်ဒီနိုင်ငံတွေကတော့ဒါကဣရှမေလရဲ့အမျိုးအနွယ်တွေဒါဣရှမေလဆိုတာကဣဇက်ကိုအမြဲတမ်းစန့်ကျင်တဲ့အမျိုးအနွယ်တွေဖြစ်တယ်ထားလိုက်သူတို့ကစန့်ကျင်လို့သူတို့ကပရိပကဖြစ်တယ်ထားလိုက်တော့ဒီနေ့မှာနော်သင်အားဖြင့်လူမျိုးအပေါင်းကကောင်းကြီးမင်္ဂလာကိုခံရမယ်ဆိုတဲ့လူမျိုးတွေကပါလဲဆိုတော့ခရိယန်တွေကိုပြောတာဖြစ်တယ်ခရိယန်ဆိုတာကဘာသာရေးခရိယန်ကိုပြောတာမဟုတ်ဘူးဝိညာဉ်ရေးရခရိယန်ကိုပြောတာဖြစ်တယ်
ဒါကြောင့်မို့ဒီနေ့မှာခရိယန်နိုင်ငံတွေကကနဦးကဒီဣသရေလကိုအမြဲတမ်း supporting ပေးခဲ့တယ်ဥပမာဒီခရိယန်နိုင်ငံတော်တော်များများခရိယန်နိုင်ငံတော်တော်များများဆိုရင်ဥပမာကျွန်တော်တို့နားလည်အောင်ပြောရရင်ဒီကနေဒါတို့နော်ဩစတြေးလျတို့ပြင်သစ်တို့ပြီးရင်တော့အမေရိကန်တို့ပြီးလို့ချင်းကျွန်တော်တို့ရှိတဲ့ဂျာမနီတို့နိုင်ငံထားလိုက်တော့เนาะကျွန်တော်တချို့ကတော့တိတ်မမှတ်မိတော့အဲ့ဒီနိုင်ငံအဲ့ဒီခရိယန်နိုင်ငံတွေကဒီနေ့မှာကွယ်ကွယ်ပြပြဖြစ်သွားတာပါလဲဆိုတော့ဣသရေလကိုစန့်ကျင်လာတာဒီနေ့မှာအကောင့်ထဲပေါ်ပြီးတော့ကဘာကိုအတိမတ်เนาะပြုတ်သွားအောင်ကဘာကိုသူတို့ကနေပြီးတော့ပေးလိုက်တဲ့ message ကပါလဲဆိုတော့၄နိုင်ငံအဲ့ဒီ၄နိုင်ငံကဘာလုပ်လိုက်လဲဆိုတော့ဣသရေလကိုစန့်ကျင်ပြီးတော့ပါလက်စတိုင်းကိုနိုင်ငံအဖြစ်အတိမတ်ပြုမယ်ဆိုပြီးသူတို့ကဒီလိုမျိုးကြွေးကြော်လာတယ်ဒါကသူတို့အတွက်နော်အမင်္ဂလာကိုလက်ခံလိုက်တာ ਨੇ တူတူပဲဒီကျင်ညာလိုက်တဲ့ဒီနိုင်ငံတွေကကောင်းကြီးမင်္ဂလာခံရတဲ့နိုင်ငံတွေနော်သူတို့အရင်တော့ကဒီဣသရေလကိုအမြဲတမ်းကူညီခဲ့တဲ့အတွက်သူတို့ကကောင်းကြီးမင်္ဂလာကိုခံရတဲ့လူမျိုးတွေဒါပေမဲ့အခုသူတို့အမင်္ဂလာပြန်ခံရပြီဖြစ်တယ်ဒါဖြစ်လို့လဲဆိုတော့အခုကနိုင်ငံ၄နိုင်ငံကသူတို့ဟိုတင်လောက်လိုက်တယ် statement ထုတ်လိုက်တယ်ကြော်ညာချက်ထုတ်လိုက်တယ်ဘယ်လိုထုတ်လိုက်လဲဆိုတော့ British နော် British နော် British UK ပေါ့နော် British ဟိုကျွန်တော်ဗမာလိုကတော့ဟိုတင်ပေါ့ British ချက်ပေါ့အဲ့လိုမျိုးသူတို့ခေါ်ကြတယ်ဗမာတွေကတော့နော် British ပြီးနားလည်ပြော UK ပေါ့ UK ပြီးရင် Canada Aussie Australia ပြီးလို့ချင်းAustralia ပြီးရင်ကျွန်တော်တို့ဒီပြင်သစ် France ပေါ့နော်ပြင်သစ်အဲ့ဒီနိုင်ငံ၄နိုင်ငံကဒီနေ့မှာဘာလို့အဲ့ဒီ၄နိုင်ငံဆိုတာခရိယန်နိုင်ငံနော်အဲ့ဒီခရိယန်နိုင်ငံကဒီနေ့မှာဘာလို့လိုက်လဲဆိုတော့ဣသရေလကိုစန့်ကျင်ပြီးတော့မှဣသရေလကိုမထောက်ခံမဲနဲ့ဒီနော်အကြမ်းဖက်အဖွဲ့ဒီဟာမတ်ဂါဇာဒီပါလက်စတိုင်းဒီကိုအတိမတ်ပြုမယ်ပြီးသူတို့ကိုနိုင်ငံအဖြစ်တည်ထောင်ပေးမယ်ဆိုပြီးသူတို့ကဂတိကိုတွေပြုလာတယ်ဒီຢာကပါလဲဆိုတော့သူတို့ရဲ့ရွေးချယ်ခြင်းပဲနော်ဒါကြောင့်မို့ကျွန်တော်တို့ဝိညာဉ်လူတွေကဒါကိုသိနေတယ်ဒီຢာတွေကိုပြောရင်သူတို့တွေကတော့ဒါအပေါ်ယံကြောကြည့်တာပေါ့နော်ဝိညာဉ်ရေးကိုနားမလည်တဲ့အခါမှာသူတို့လှုပ်လိုက်တာပဲဒါပေမဲ့အဲ့ဒီခေါင်းဆောင်တွေကြော်ညာတဲ့ခေါင်းဆောင်တွေကဒါခရိယန်တွေဖြစ်ပေမဲ့လည်းတကယ်ဝိညာဉ်ရေးခရိယန်တွေမဟုတ်ဘူးလို့လည်းပြောလို့ရတယ်ဝိညာဉ်ရေးခရိယန်ဆိုရင်အဲ့လိုမျိုးလုပ်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့တမန်ကျမ်းစာမှာကျွန်တော်အရင်တော့ကလည်းပြောပြီးပြီတမန်ကျမ်းစာမှာဖယားသခင်ကသူ့ရဲ့ focus ဖယားရဲ့လောက်ရက်ကဖယားကလောက်ဆိုအကုန်လုံးရတာเนาะဘာမှခြံထားလို့မရဘူးဥပမာကျော်တို့ဒီဣသရေလရဲ့ဒီဓမ္မရာဇဝင်မှာကြည့်မယ်ဆိုရင်ဖယားသခင်ကအဲ့ဒီဣသရေလရဲ့စန့်ကျင်ဘက်လူမျိုးတွေကိုရှင်းခိုင်းတဲ့အခါမှာအကုန်ရှင်းခိုင်းတာဒီအာရဗင်တို့เนาะပြီးတော့ဒီတောင်ထိပ်မှာရှိတဲ့เนาะရုပ်တုစင်တုပြီးလူမျိုးအားလုံးကိုရှင်းခိုင်းတာဖယားကတခုမကြံရှင်းခိုင်းတာဘာဖြစ်လို့လဲဆိုရှန်ထားမယ်ဆိုရင်အဲ့ရှန်ထားတဲ့အရာကတနေ့မှရံများလာနိုင်တယ်ဒါကြောင့်ဖယားကတည်တယ်ဒါကြောင့်မို့ကျွန်တော်နောက်ကျောင်းပြန်ကောက်ရရင်အဲဂုတ်တုပြည်ကနော်ဒီဣသရေလတွေထွက်လာတဲ့အခါမောချေဥဆောင်ပြီးထွက်လာတဲ့အခါမှာနော်သူတို့တွေကိုပထမဦးဆုံးစီတားတဲ့သူတွေကပါလေအာမလက်လူမျိုးတွေကဒီဣသရေလတွေကိုစီတားတာမသွားဖို့တိုးရင်းနဲ့လူရင်းပြောရရင်အဲ့ဒီအာမလက်လူတွေကအဲ့ဒီလိုမျိုးစီတားတဲ့အခါမှာသူတို့စစ်ပွဲဖြစ်တယ်နောက်ဆုံးဣသရေလနိုင်သွားတယ်နိုင်ပြီးတဲ့အခါမှာဖယားကဒါကိုဖယားကအတိမတ်တစ်ခုထားတယ်ပေါ့နော်တနေ့မှာဘယ်မှာလဲဆိုတော့ဒီချောလူလက်ထက်မှာဖယားကအဲ့ဒီအာမလက်တွေကိုအကုန်သွားရှင်းခိုင်းတာသွားရှင်းလိုက်ဒါပေမဲ့ချောလူကမရှင်းမဲနဲ့ဒီခေါင်းဆောင်ကိုပါခေါ်လာတယ်ခေါင်းဆောင်ကိုပါခေါ်လာပြီးတော့နောက်ဆုံးနော်လှပါတယ်ဆိုတော့နော်အပြိုကညာတွေပြီးရင်တကယ်ကိုလှပါတယ်ဆိုတော့နော်စီဦးတိုးစီဦးဆိုတာကနားလောက်ပြောရင်ဝဝကစ်ကလေးတွေလှလှပပလေးအဲ့လိုမျိုးပေါ့တိုးတွေစိတ်တွေပြီးနွားတွေပြန့်ခေါ်လာတယ်ဒါပေမဲ့ဖယားကပြောတော့အကုန်ချင်းရှံမထားနဲ့ရှံထားရင်ရံများတယ်ဖယားကသိနေတယ်ဒါကြောင့်မို့အဲ့လိုမျိုးခြံထားခဲ့လို့ဒီနေ့မှာဒီဣသရေလနဲ့ပြိပက္ခကမပြီးတော့ဘူးဒါကြောင့်မို့ဖယားကအဲ့လိုမျိုးရှင်းခိုင်းတယ်ဒါပေမဲ့ကျွန်တော်လူအနေနဲ့စဉ်းစားကြည့်တော့ဟာဒါကတော့
လူသားချင်းမဆန်ဘူးပေါ့နော်ကျွန်တော်တို့ကဒါကလူခွင့်ရှိုးပေါက်တယ်ဒါပေမဲ့လူစဉ်းစားတာဒါပေမဲ့အဲ့ဒီပြောနေတဲ့လူတွေကတကယ်လက်တွေ့မှာသူတို့ကတကယ်နှလုံးသားနဲ့ပြောနေတာမဟုတ်ဘူးအပေါ်ယံကြောပဲသူတွေကလူဆိုတာကသိတဲ့အတိုင်းပဲနော်အမြဲတမ်းဖယားကလက်နဲ့ရေးလူကရှိနေဖြတ်ချင်တာဒါကြောင့်မို့လူဆိုတဲ့တတဝါကဖယားမရရင်နော်တော်တော်ဆိုးတယ်နော်တရိတ်ဆန်တဲ့တောင်မှဆိုးရတဲ့လူကကြည့်လိုက်လေကဘာပေါ်မှာကျွန်တော်တရိတ်ဆန်တွေကစိုးပါတယ်ဆိုတော့တရိတ်ဆန်မြောက်ထားလိုက်မြောက်စိုးပါတယ်ဆိုတော့တရိတ်ဆန်မြောက်ကလေမြောက်ထင်းမလိုက်ဘူးလူကလူထင်းလိုက်တယ်ကြည့်လိုက်အဲ့ဒါတရိတ်ဆန်တဲ့လူကစိုးတယ်ဒါကြောင့်မို့ဖျားမရတဲ့လူကလေတရိတ်ဆန်နဲ့စိုးတယ်ဒါကြောင့်မို့အဲ့ဒီစိုးတဲ့လူကလေဘာပဲစဉ်းစားသူကအကောင်းမပွားဘူးအကောင်းမပါဝိညာဉ်ရမပါဘူးအဆိုးပဲသူ့ဘက်ကပါတယ်နော်โอเคနားရှိတော့သူမိဒီကကြားပါစေဒါကြောင့်မို့ဒီနေ့မှာဒီလိုမျိုးဖြစ်သွားတယ်ပေါ့နော်ဒီနိုင်ငံ၄နိုင်ငံကဒီနေ့မှာဒါသူတို့ကအဲ့လိုမျိုးကြော်ညာလိုက်တဲ့အတွက်သူတို့က statement ထုတ်လိုက်တဲ့အတွက်ဒီနေ့မှာဒါကျွန်တော်ပြောချင်တာကျွန်တော် prophet တော့မဟုတ်ဘူးเนาะကျွန်တော်ဒီအတိတ်နမိတ်เนาะကတ်ကာလာတွေကိုဟောပြောတဲ့ဆရာလည်းမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ဖျားသခင်ရဲ့အမှုတော်ဆောင်ဖြစ်တဲ့အတွက်တမန်ကျမ်းစာအဖြစ်ကြည်ထားပါဒီနိုင်ငံနေမကြဘူးဒီနိုင်ငံနေပြိပက္ခဖြစ်လိမ့်မယ်မကြဘူးဒီနိုင်ငံနေ weakness เนาะသူတို့တကယ်ကြဆင်းလိမ့်မယ်မယုံကြည်ထားပါ Australia British Canada ပြင်သစ်နော်ဒီနိုင်ငံကြီးကြည်ထားပါမကြောက်ဘူးသူတို့တခုခုဖြစ်လိမ့်မယ်နော်โอเคဒါကျွန်တော် prophet မဟုတ်ဘူးနော်တမန်ကျမ်းစာအရာဘာဖြစ်လဲဆိုဖခင်လည်းခင်ပြောတာပြီးနော်မင်းကိုချိန်ဆတင့်ကိုချိန်ဆတဲ့သူငါချိန်ဆမယ်လို့ပြောတဲ့အတွက်ဒီနေ့မှာဒီလူတွေကဒါအာဗြဟံကိုချိန်ဆလိုက်တာပဲနော်အာဗြဟံလူမျိုးနွယ်ကိုချိန်ဆတယ်ဆိုတာဒါအာဗြဟံကိုချိန်ဆလိုက်တာပဲချိန်ဆလိုက်တာပဲဖြစ်တဲ့အတွက်ဒါတနေ့မှာပြန်ဖြစ်လာမှာဖြစ်တယ်နော်ဒါကြောင့်မို့တမန်ကျမ်းစာမှာလည်းပြောတယ်ကိုစိုက်တဲ့အတိုင်းတော့ရိပ်ရမှာပဲတဲ့โอเคဒါကြောင့်မို့စိတ်နဲ့သူကွဲပြားသွားတဲ့အခါမှာကျွန်တော်တို့နားလည်အောင်ပြောရရင်မတ်သေးကျမ်းမှာရှိတယ်ရှင်မတ်သက်ခရစ်ဝင်အခန်းကြီး25အပိုက်ငယ်31လောက်မှာကြည့်ရင်ကျွန်တော်တို့ဘာတွေ့ရလဲဆိုတော့31ကိုကျွန်တော်ရင်စဖတ်မယ်လူသားသည်မိမိဘုံအာနုဘောကိုစောင့်လျက်တန်ရှင်းသောကောင်းကင်တမန်များအရှံရံတို့နှင့်တကဝကြွလာတော်မူသောအခါဘုံရှိသောပလင်တော်ပေါ်မှာထိုင်၍ဒီမှာသခင်ယေရှုကဘာပြောလဲဆိုတော့သူပြန်လာတဲ့အခါမှာတဲ့တန်ရှင်းသူကောင်းကင်တမန်အရှံရံလေးနဲ့ပြန်ကြွလာတဲ့အခါမှာတဲ့သူကဘုံရှိတဲ့ပလင်ပေါ်မှာထိုင်တယ်ဘယင်တကာသခင်တကာဖယားတကာဖယားရဲ့အနေနဲ့သူကပလင်ပေါ်မှာထိုင်တယ်ပလင်ပေါ်မှာတရားသူကြီးဖြစ်သူအရာအလုံးကိုစီရင်မှာဖြစ်တယ်မင်းတို့ကဘာမြေကြီးမှာချီရဲ့ဘယင်ဘာအကြီးဆုံးလဲလာခဲ့ငါကိုယ်တိုင်စီရင်မယ်မင်းတို့ကဘာကြီးပေါ်မှာကိုးကွယ်နေတဲ့ဖယားဘာဖယားလဲလာငါစီရင်မယ်မင်းတို့ကဘာပေါ်မှာသခင်လို့မင်းတို့အမိပြုနေတဲ့သခင်ဘယ်ပုဂ္ဂိုလ်လဲလာငါစီရင်မယ်အဲ့ဒီလိုမျိုးပလင်ပေါ်မှာစီရင်မဲ့ဖယားကသခင်ယေရှုခရစ်တော်ဖြစ်တယ်အာမင်ဟာလေလုယာယေရှုနာမသားကြီးဘုန်းကြီးပါစေဒါကြောင့်မို့ယေရှုကပြောတယ်သူပြန်ကြွလာရင်တဲ့အဲ့ဒီလိုမျိုးစီရင်မယ်ဒါကြောင့်မို့ဒီနေ့မှာဖြစ်ပျက်နေတဲ့အရာတွေနိုင်ငံတွေပုဂ္ဂိုလ်တွေနော်တကယ် leader တွေခေါင်းဆောင်တွေတမန်တော်တွေ president တွေဒီအရာတွေကိုယေရှုကပလင်တော်ပေါ်မှာတရားစီရင်မဲ့အချိန်ကာလကနီးလာပြီဖြစ်တယ်ဒါကြောင့်မို့ကပ္ပကြီးကတနည်းနဲ့ပြိပက္ခတွေစိတ်ပြဿနာတွေစိတ်ဖြစ်လာတယ်နော်โอเค32မှာဆက်သွားမယ်ရှေ့တော်၌လူမျိုးအပေါင်းတို့ကိုတဲ့စုဝေးစေသဖြင့်သိုးထိန်သည်တိုးနှင့်စိတ်တို့ကိုအသေးချာခွဲ၍တေချာနားတော်စေခြင်းနဲ့နော်တေချာနားတော်မှာမိတ်ဆွေတခင်ယေရှုရဲ့ရှေ့တော်မှာတဲ့ဘလို့လူမျိုးအပေါင်းကတဲ့စုဝေးရမယ်လူမျိုးအပေါင်းတော့သင်ဘာလူမျိုးခံထားလဲအဲ့ဒီလူမျိုးကပ္ပပေါ်မှာဘာလူမျိုးပဲဖြစ်နောက်ဆုံးတိုရင်နဲ့လူဝင်ပြောရရင်နော်ဒီလူရိုင်းပဲဖြစ်အဲ့ဒီလူတွေအားလုံးကသခင်ယေရှုရဲ့အရှိမဘာလို့ရမလဲနော်စုဝေးရမယ်အားလုံးကလာပြီးတော့ကိုယ့်အပြစ်ကိုစီကိုတရားစီရင်ခြင်းခံရမယ်အဲ့ဒီမှာတဲ့တိုးထိန်ကတဲ့တိုးနဲ့စိတ်ကိုခွဲထားသလိုလူမျိုးအပေါင်းကိုတဲ့အသီးရှားခွဲထားမယ်ဒီချာနောက်သိချင်တယ်နော်လူမျိုးအပေါင်းသင်ကပါလူမျိုးလည်းမပြောတတ်ဘူးဒါပေမဲ့
ယေရှုကိုယုံကြည်တာယေရှုကိုမယုံကြည်တာလက်ခံတာမလက်ခံတာအဲ့ဒီနောက်ဆုံးသောကာလမှာယေရှုကနှစ်ချမ်းခွဲလိုက်တယ်လူအလုံးကသခင်ယေရှုရဲ့အရှိမစုဝေးပြီးတော့မှသခင်ယေရှုကသိုးနဲ့စိတ်ခွဲတယ်လို့နှစ်ချမ်းခွဲလိုက်တယ်ဒီဟာကသိုးဒီဟာကစိတ်ဒါကြောင့်မို့တမန်ကျမ်းစာမှာသိုးဆိုတာကယုံကြည်သူယေရှုခရစ်တော်ကိုမိမိအသက်သခင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံတယ်ဖျားဖြင့်ကိုးကွယ်တယ်ဖျားဖြင့်ယုံကြည်လက်ခံတဲ့သူကဒါယုံကြည်သူယေရှုကိုမယုံကြည်ဘူးစန့်ကျင်တဲ့သူမှသူဘယ်ဖျားနဲ့ပဲသွားဘယ်ပုဂ္ဂိုလ်နဲ့ပဲသွားဘာသာနဲ့ပဲသွားအဲ့ဒီလူကယေရှုကိုလက်မခံဘူးဆိုရင်တော့သူကတော့စိတ်ဒါကြောင့်မို့အဲ့ဒီသိုးနဲ့စိတ်ကိုနှစ်ချမ်းခွဲတဲ့အခါမှာသိုးနဲ့တော့ဖျားသခင်ကထာဝရကောင်းကင်သည်မြေကြီးတဲ့ထာဝရနိုင်ငံမှာစိုးစံမှာဖြစ်တယ်လို့စိတ်ကိုကတော့စာရမဏေနဲ့အတူသူ့ရဲ့အပေါင်းပါတွေနဲ့တခါတည်းငရဲကိုစီရင်ပြီးတော့ပို့မှာဖြစ်တယ်အဲ့ဒါကျွန်တော်တို့သိထားရမယ်โอเค33မှာဘာတွေ့ရလဲဆိုတော့ထိုနော် sorry ထိုမဟုတ်သို့တို့ကိုလက်ရတော်ဘက်စိတ်တို့ကိုလက်ဝဲတော်ဘက်၌ထားတော်မူလက်တံလာပြီးဒီမှာခွဲပြီးဒါကြောင့်မို့ကျွန်တော်ဆုံးတော့ပြောတယ်ယခုကပါကြီးကသိုးနဲ့စိတ်ကွဲပြားသွားပြီအဖြူနဲ့အမဲကွဲပြားသွားပြီဒါကြောင့်မို့ဒီမှာပြောထားတယ်တနေ့မှာတဲ့သိုးကိုကတော့တဲ့လက်ရဘက်မှာစိတ်ကိုကတော့လက်ဝါးဘက်မှာထားထားမယ်တဲ့ဒီနေ့မှာကျွန်တော်တို့ယုံကြည်သူတွေတော်တော်များများသိထားရမယ့်အရာကကျွန်တော်တို့ခရိယန်တယောက်အနေနဲ့ယုံကြည်သူခရိယန်တယောက်အနေနဲ့ဝိညာဉ်ရနော်တွားနေတဲ့လူတယောက်အနေနဲ့ကျွန်တော်ဘယ်ဘက်မှာပြည့်ပြည့်တသားရက်တည်မလဲအဲ့ဒါအရေးကြီးတယ်အထူးသဖြင့်ခရိယန်တွေပေါ့နော်ခရိယန်တွေကအမှန်ကတမန်တရားကိုသိပြီးလွတ်မြောက်ဖို့လိုအပ်နေပြီဒါပေမဲ့ဒီနေ့မှာခရိယန်တော်တော်များများကဘာသာရေးနေပဲဒါကြောင့်မို့ကျွန်တော်ဆောတော့ပြောပြတဲ့နိုင်ငံ၄နိုင်ငံဆိုရင်ခရိယန်နိုင်ငံပဲဒါပေမဲ့တမန်တရားကိုမသိတဲ့အခါမှာသူတို့ကအမင်္ဂလာကိုယူလိုက်တယ်လို့ဖြစ်သွားတယ်ကျင့်ချင်းကိုယူလိုက်တယ်လို့ဖြစ်သွားတယ်နော်ကျွန်တော်ဆောတော့ပြောတဲ့၄နိုင်ငံဆိုရင်ကနေဒါဩစတြေးလျဗြိတိရှ်ပြင်သစ်ဒီနိုင်ငံ၄နိုင်ငံကအခုအစ္စရေးကိုစန့်ကျင်ပြီးတော့မှသူတို့ကဒါနိုင်ငံတည်တည်ကသူတို့စတေးမထုတ်လိုက်ပြီပါလက်စတိုင်းကိုသူတို့နိုင်ငံဖြစ်အတိမတ်ပြုမယ်အစ္စရေးကိုသူတို့ဒါချုပ်ချတယ်ဆိုတဲ့အကြောင်းသူတို့ပြောလာတယ်ဒါဒီမကြဘူးဒီနိုင်ငံတွေကသူတို့ဆွတ်ရုပ်တော့မှာဖြစ်တယ်နော်โอเคဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအောက်မှာတစ်ဖက်ဆက်ပြီးဖတ်သွားလို့ချင်းကျွန်တော်မဖတ်တော့ဘူးနော်အဲ့ဒီမတ်သက်ခရစ်ဝင်အခန်းကြီး25 31ကနေအဲ့ဒီအဆုံးထိဖတ်သွားလို့ချင်းအဆုံးက46ထိရှိတယ်အခန်းငယ်31ကနေ46ထိဖတ်လိုက်ရင်ကျွန်တော်အဲ့မှာသခင်ယေရှုကနော်ရှင်းရှင်းလင်းလင်းပြောသွားတယ်ဘာပြောသွားလဲဆိုတော့နော်အဲ့ဒီမှာကျွန်တော်တိုရင်းနဲ့လူပြောသွားမယ်ဘာပြောသွားလဲဆိုတော့ငါမွတ်သိတဲ့အခါမှာတဲ့ငါ့ကိုကြွေးတယ်တဲ့ငါဖျားတဲ့အခါမှာငါ့ကိုကူညီတယ်အနာစီးပေးတယ်တဲ့ငါအဲ့ဒါဖြစ်တဲ့အခါမှာငါ့ကိုအဲဝစ်ကြည်တယ်တဲ့ဒါကြောင့်မို့တဲ့ငါ့ကိုဒီလိုမျိုးလှုပ်တာကတဲ့နော်ငါ့ကိုဒီလိုလှုပ်တဲ့လူကအကောင်းကြီးမင်္ဂလာကိုခံရမယ်တဲ့ဒါကြောင့်မို့ငါ့ကိုဒီလိုမျိုးပြုတဲ့သူကအငယ်ဆုံးသောသူကိုပြုတာနဲ့အတူတူပဲတဲ့သခင်ယေရှုကပြောသွားတယ်ဆိုတာကအငယ်ဆုံးသောသူဆိုတာကဣသရေလကိုပြောတာဖြစ်တယ်ဆိုတော့ကဣသရေလကိုကူညီတယ်ဣသရေလကိုမဆာတယ်ဣသရေလကို supporting ပေးတယ်ဣသရေလကိုထောက်ခံတယ်ဣသရေလဘက်ကနော်တောက်တန်ဖြစ်နော်ကြားကန်ပေးတယ်ဆိုရင်ဒီလူတွေကိုဖျားသခင်ကကောင်းကြီးမင်္ဂလာစီစဉ်စီမှာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကဣသရေလဘက်ကမှာယက်တီပေးတာဖြစ်တဲ့အတွက်ဒါမှမဟုတ်ဣသရေလကအငယ်ဆုံးသောသူဘာဖြစ်လို့အငယ်ဆုံးသောသူလဲဆိုတော့ကဘာမှာကြည့်လိုက်ဣသရေလဆိုတာကနိုင်ငံလေးကလေတည်တည်လေးနိုင်ငံလေးတော့မှနော်ဟိုကဘာပေါ်မှာပျောက်သွားပြီးမှပြန်ဖြစ်လာတဲ့နိုင်ငံလေးဣသရေလနိုင်ငံဆိုတာပြီးလူမျိုးကလည်းနည်းနည်းလေးအဲ့ဒီလူမျိုးနည်းနည်းလေးနိုင်ငံနည်းနည်းလေးကဒီနေ့မှာအငယ်ဆုံးသောကဘာပေါ်မှာအဲ့ဒီအငယ်ဆုံးသောနိုင်ငံလေးကိုကျွန်တော်တို့ယုံကြည်သူတွေအနေနဲ့တချို့နိုင်ငံတွေအနေနဲ့အရင်တုန်းကတော့ supporting ပဲအခုအရင်တုန်းကဒီ British တို့နော်ပြင်သစ်တို့ကနေဒါတို့ဩစတြေးလျတို့ဒီနိုင်ငံတွေကအရင်တော့အဲ့ဒီအငယ်ဆုံးသောဒီဣသရေလကိုအမြဲတမ်းသူတို့ကကူညီခဲ့တယ်။ဒါပေမဲ့ဒီနေ့မှာသူတို့ကမကူညီတော့ဘူး။ဣသရေလကိုသူတို့ကချုပ်ချတယ်ဆိုပြီးတော့သူတို့ကပြောလာတယ်။ဒါဆိုရင်အငယ်ဆုံးသောသူကိုမပြုတ်ရင်ယေရှုခရစ်တော်ကိုမပြုတ်တာနဲ့အတူတူပဲ။ဒါကြောင့်မို့ယေရှုကပြောတယ်အငယ်ဆုံးသောသူကိုပြုတ်ရင်ငါ့ကိုပြုတ်တာနဲ့အတူတူပဲ။ဆိုလိုတာကဣသရေလတွေပြိပက္ခဖြစ်နေတယ်။အဲ့ဒီပြိပက္ခကိုကလိုက်ပြီးတော့ပါဝင်ပေးရမယ်သူတို့ဘက်မှာကိုကမရက်တည်ပေးရမယ်ဒါဆိုရင်ဘ
အငယ်ဆုံးသောသူကိုပြုတာထဲယေရှုကိုပြုတာ ਨੇ အတူတူပဲနော်โอเคဒါကြောင့်မို့ကျွန်တော်တို့ဒီຢာလေးကိုသိစေခြင်းနဲ့ဒါကြောင့်မို့ကျွန်တော်ဒီနေ့မှာကျွန်တော်ဝင်ငှချင်တာကဒါပဲအခုကျွန်တော်တို့ကပါကြီးကစိတ်နဲ့တူကွဲပြားသွားပြီကွဲပြားသွားပြီဒါကြောင့်မို့အမေရိကန်နိုင်ငံကတော့ဒါအစ္စရေးဘက်မှာရှိနေသေးတယ်ဒါမဲ့သူလည်းဘယ်နေ့ဘာဖြစ်မလဲဆိုတာကိုတော့ကျွန်တော်တို့လည်းကောက်မသိသေးဘူးဒါအားလုံးကဖျားလက်ထဲမှာရှိတယ်ဒါမဲ့တမန်ကျမ်းစာကတော့အငယ်ဆုံးသောသူကိုပြုရင်ငါ့ကိုပြုတာ ਨੇ အတူတူပဲလို့ပြောတဲ့အတွက်ဒီနေ့မှာအစ္စရေးကိုကူညီတယ်အစ္စရေးကိုလက်ခံတယ်အစ္စရေးကိုထောက်ခံတယ်အစ္စရေးဘက်မှာမရက်တည်တယ်ဆိုတဲ့လူကတော့ဖျားသခင်ကတော့ကောင်းကြီးပေးမှဖြစ်တယ်ဖျားသခင်ကတော့မဆာမှာဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ကဒါကိုသိတဲ့အတွက်ကျွန်တော်တို့ကဒါလေးကိုကျွန်တော်တို့အနေနဲ့နှလုံးသွင်းပြီးတော့ဆင်ခြင်အောင်မေးဖို့ဖြစ်တယ်ဆိုတာကိုကျွန်တော်အနေနဲ့ခွန်အားပေးခြင်းဖြစ်ပါတယ်ကြည့်ချစ်သူနားထောင်သူအားလုံးပေါ်မှာဖျားသခင်ကောင်းကြီးပေးပါစေဒီဗီဒီယိုဖိုင်လေးဒီမှာပဲအဆုံးသတ်ပါတယ်အားလုံးကိုဘိုင်ဘိုင်